ပထမဆုံးကြောက်တဲ့ရက်မှာပဲတနာစရာကောင်းတဲ့ကောင်မလေးကနောက်ကျနေခဲ့ပါပြီသူဟာစာသင်ခန်းစီကိုအမြန်ပြေးသွားခဲ့တယ်သူဟာမတော်တဆတခြားကြောင်းသားတစ်ယောက်နဲ့တိုက်မိသွားခဲ့ပါတယ်အဲ့ဒီလူကတော့ချက်ချင်းပဲထွက်ပြေးသွားခဲ့တယ်လီနာရဲ့ခြေအိတ်ရှည်တွေတီလုံးပြတ်ထွက်သွားပြီးသူ့ရဲ့တူးကောင်းလည်းပုံးပဲသွားခဲ့ပါတယ်သူနာကျင်နေတဲ့အချိန်မှာကောင်းလေးတစ်ယောက်ကသူ့ရဲ့ကြောကိုအိတ်ကိုလာပြီးကောက်ပေးခဲ့တယ်သူကလီနာကိုထူပေးဖို့တောင်ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့လီနာကသူ့ကိုသူဖုံးခါဖို့ပဲအလုပ်ရှုပ်နေတာကြောင့်သူ့ကိုသတိမထားမိခဲ့ပါဘူးသူမော့ကြည့်လိုက်တဲ့အချိန်မှာတော့ဆူရှာတဲ့နေအောင်ကြီးကြောင့်အဲ့ဒီလူရဲ့မျက်နှာကိုတေချာမမြင်ရပါဘူးလီနာဟာစာသင်ခန်းထဲကိုအမြန်ပြေးဝင်သွားခဲ့တယ်အတန်းပိုင်ဆရာကသူ့နာမည်ကိုခေါ်နေချိန်မှာပဲသူဟာတကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့တာကြောင့်အမိဖန်ချင်းခံလိုက်ရပါတယ်အတန်းနောက်ကျတဲ့အတွက်ဆရာကမနက်ခင်းအစည်းအဝေးမပြီးမချင်းအဲ့ဒီနေရာမှာပဲမတ်တက်ရက်နေဖို့ပြောခဲ့တယ်အဲ့ဒီကောင်လေးကလည်းလီနာနောက်ကနေလိုက်ဝင်လာခဲ့ပြီးဆရာကိုဦးညွတ်တောင်းပန်ခဲ့ပေမဲ့စူပူချင်းမောင်တာကိုခံခဲ့ရပါတယ်ဆရာကသူ့နာမည်ကိုရှာဖို့အတွက်ကျောင်းသားစရင်ကိုငုံကြည့်လိုက်တဲ့ခါမှာတော့ဆရာရဲ့သဘောထားကရုတ်တရက်လုံးဝပြောင်းလဲသွားခဲ့ပါတယ်မင်းကချက်ကိုငါတို့ကျောင်းရဲ့ပထမဆုံးရတဲ့သူဆိုပြီးဆရာကပြုံးပြီးသူ့ဘက်ကနေကာကွယ်ပြောဆိုပေးခဲ့ပါတယ်အတန်းဖော်တွေအားလုံးကတော့ဒီလိုအပြုအမူမျိုးကိုညွှန်ရှာမှုပြကြပါတယ်ဆရာကချက်ကိုမျက်နှာချိုးသွေးပြီးပြုံးပြကသူ့နေရာသူပြန်ထိုင်ဖို့ပြောခဲ့ပါတယ်ဒီအကြောင်းကြောင့်လီနာလည်းအပြစ်ပေးခံရခြင်းကနေလွတ်မြောက်သွားခဲ့ပါတယ်အတန်းပြီးတဲ့နောက်အတင်းပြောရတာဝါသနာပါတဲ့အတန်းဖော်ကောင်မလေးတစ်ယောက်ကချက်ခနာကိုချင်းကပ်လာပြီးသူ့ရဲ့အတန်းဖော်လီနာအကြောင်းကိုစပြောပါတော့တယ်ချက်ခါမျှော်လင့်မထားတဲ့အကြောင်းအရာတစ်ခုကိုသိလိုက်ရပါတယ်သူဟာတကြောင်းလုံးမှာအမြဲတမ်းပထမရခဲ့ပေမဲ့တင်းချဘာသာရက်မှာတော့လီနာကိုတခါမှမနိုင်ခဲ့ဘူးပါဘူးဒါဟာအမြဲတမ်းတိုင်ဆိုင်လို့စိတ်ပြင်းထန်တဲ့ချက်အတွက်စိတ်ထဲမှာဆွဲထင်ကြံရစ်စေခဲ့ပါတယ်ကိုပိုင်စာကြည့်ချိန်တွင်းမှာချက်ခါလီနာကိုဘယ်မှာတင်းချကျူရှင်တက်လဲဆိုတာမမေးပဲမနေနိုင်ဖြစ်ခဲ့ပါလီနာကတော့အဲ့ဒီမေးခွန်းကိုမဖြေချင်ခဲ့ပါဘူးချက်ကတော့သူ့တင်းချမှာလီနာကိုမနိုင်ရခြင်းကလီနာရဲ့ကျူရှင်ဆရာကပူတော်လို့ဖြစ်မယ်လို့ပဲတွေးထင်ခဲ့ပါတယ်သူလုံးဝမသိခဲ့တာကတော့လီနာဟာစားဖို့တောက်ဖို့တောင်အနိုင်နိုင်ဖြစ်အောင်ဆင်းရဲလုံးနေတာပဲဖြစ်ပါတယ်သူ့ရဲ့ညီမလေးကိုထောက်ပံ့ဖို့အတွက်သူဟာကျောင်းစင်းတိုင်းကုန်းစုံဆိုင်တစ်ခုမှာလှုပ်ဝက်ပြီးအလုပ်လုပ်နေခဲ့ရပါတယ်ပစ္စည်းတွေကိုစီစဉ်ရင်းနဲ့ဝါဟာရစာလုံးတွေကိုအလွတ်ကျက်မဲ့နေခဲ့ရတာပါသူ့မှာကျူရှင်တက်ဖို့အချိန်ရောငွေရောမရှိခဲ့ပါဘူးအလုပ်ဆင်းပြီးတဲ့နောက်လီနာဟာသူ့ရဲ့လောက်ခလာစာကိုရရှိခဲ့ပါတယ်ဆံဝယ်ရမလားကြက်ဝယ်ရမလားဆိုတာကိုစဉ်းစားနေတော့မှပဲသူ့ရဲ့ပြဲနေတဲ့ခြေအိတ်ကိုတတိထားမိသွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့လက်ထဲကပတ်စံတွေဟာလေးတိုက်လို့လွင့်ပါသွားခဲ့ပါတယ်သူဟာချက်ချင်းပဲအနောက်ကနေလိုက်ခိုင်းခဲ့တဲ့ပတ်စံကိုကောက်တော့မဲ့အချိန်မှာပဲအဲ့ဒီငွေစက်ကူကတက်ပြီးလွင့်ပြေးသွားခဲ့ပါတယ်လီနာမိတော့မဲ့အချိန်တိုင်းမှာပတ်စံကမော့ဆန်ဆန်ပဲလွင့်ပြေးသွားခဲ့တာပါလီနာဟာဒီလိုမျိုးပဲပတ်စံနောက်ကိုတောက်လျှောက်လိုက်ဖန်ကဲရင်ကနေလူသူစိတ်ညံနေတဲ့အပန်းဖြေပန်းချံတစ်ခုရဲ့အဝင်ဝကိုရောက်ရှိသွားခဲ့ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကကြောက်စရာကောင်းနေပေမဲ့သူ့ရဲ့တစ်ခုလေးသောလူနေမှုစည်းအတွက်သူဟာတက်တီငွေပြီးအထဲကိုဝင်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့လီနာဟာသူ့ရဲ့ပတ်စံကိုလမ်းမြင်လိုက်ရပြီးဝမ်းသာအားရနဲ့ရှောက်သွားခဲ့ပါတယ်အဲ့ဒီငွေစက်ကူကမျက်လက်စရာဥထုတ်ဆောင်ထားတဲ့လူတစ်ယောက်ရဲ့လက်ထဲကိုလွင့်ဝင်သွားခဲ့ပါတယ်လီနာဟာကြောက်လန့်တကြားအော်ဟစ်ပြီးလှည့်ပြေးသွားခဲ့ပါတယ်သူဟာတရေနဲ့တွေ့လိုက်ရပြီလို့ထင်မှတ်နေခဲ့တာပါအိမ်ကိုရောက်ပြီးသူ့ရဲ့ညီမလေးကိုတွေ့လိုက်ရတဲ့အချိန်ကြာမှသာသူ့ရဲ့စိတ်ဟာလုံးဝတည်ငြိမ်အေးချမ်းသွားခဲ့ပါတော့တယ်